ဟုတ်ပဲအလုံးမပြန်စားတာပါခင်ဗျာမြင်လာရင်းအောင်ကြီး တခါလဲသုံးဖို့တင်မကောင်းတော့ တခါတည်းနဲ့ကျွန်တော်သုံးဖို့တင်လိုက်ပါတယ်ခင်ဗျာ တင်လို့မရတော့တခါပြီး15မိနစ်ဆောက်ရမယ်တခါပြီး15မိနစ်ဆောက်ရ ကျွန်တော်ကတခါပြီးမှ15မိနစ်ဆောက်ရတယ်ဒါမို့လို့ပါ အစိမ်းကိုကျွန်တော်စားနေအောင်ဖြစ်ပါတယ်ဒါပေမဲ့ရွာသားတွေကဘာကြောက်လဲဆိုဘာမြတ်မလို့လဲ မင်းကငါတက်ပြီ မိဘာလို့ ခိုးပေါ်မှာ credit တွေပဲရှိတာမင်းရှူလေးယူလေး credit တွေပဲရှိတာ ပြီးတယ်လေမရိုင်းနေတော့ ဒီကောင်းသိမ့်မတောင်းဘာလို့လဲအာလူတွေယူရအားစပါးတွေစပါး20နဲ့ သွားသေးဦးမို့ကျွန်တော်တို့ဖြစ်ဒီဒီစုပ်လေးပြီးသွားရင်တော့ပြီးသွားခဲ့ရင်တော့လေဒါတော့ကျွန်တော်မနေ့ဖြစ်မှာဆက်တင်မဲ့တဘောပါအမို့လေကျွန်တော်တီဗီလေးပြန်ကြည့်ပါမယ်ကောင်းလေးကတက်ပေးရကျွန်တော်ကတော့စောင်းနေတာအတူပဲဖြစ်ပါတယ်ဗျာကိုမလေးပါမယ်ပါကျွန်တော်တို့ကူညီပါဗျာတောင်းပါမှာအောင်မြင်သွားတယ်မမေ့ပါဘူးကျွန်တော်မမေ့ပါရင်ငါစာရီစုနေမင်းဒီယာကြီးခြံခတ်မယ်လို့ ဆောင်းမခက်ကိုရေးဒီမှာစောင်းမီတွေလာလို့သားတယ်ဒီမှာပိတ်မိ ခင်များနဲ့ဘာဆိုရင်တော့ ပတ်စံဟုတ်ပါဘူးဖာမီထိုင်လေဖာမီထိုင်မလာဘူးနီဖာမီထိုင်မလာဘူးနီ ဟဲ့မင်းအစာတောင်းယူလား တောင်းယူမယ်လေကိုမရိုင်းနေတော့နော်တွင်းနေနေပဲရှိတော့တယ်စားတော့လာမလာဘူးနီပဲစားတယ် ငါဒီဘက်ထောက်မှကျွန်းထူးတာ စားတော့မစီးရတယ်ကြားတယ်ကိုလုံးမသေးသွားဘူးဟာပြီးတော့မောင်းချုံနေတွင်းနေနေလေးအောက်ကြတာအဲ့ကျော်ရဲ့အလားတရားကိုကျွန်တော်ကြည့်ရှုနာခဲ့ပါဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဒီရောဥပကိုတတ်သိမှာလည်းဖြစ်ပါတယ်အပေါ်ဆုံးချက်က ယုံနေမှလည်းအကောင်တောက်ဖင်ရတာပါ တတ်သိပါလေဖြစ်ပါတယ်ပါကောခုံမှာ ဆိုပြကျွန်တော်ညီတောက်ဖင်ရတာကိုတွေ့ရတယ်မြာ မရလေအော်မရလေ ဆိုပြစားလိုက်ပြီးတော့ပါခင်ဗျာအပြီးဆုံးတူလေးစားတိတ်လိုက်အောင်